ကျွန်တော်တို့ခွေးတကောင်ပိတ်မိလို့ကယ်ဆယ်နေတာပဲဖြစ်ပါတယ်ဗျာသူကလေဒီကြားထဲကိုအရင်ကညက်သွားတာဗျာဒီအကြီးကိုကွန်ကရစ်ကြီးကိုကျွန်တော်တို့ဖောက်ပြီးသွားမှလေအဲ့လိုမျိုးသူ့ကိုကယ်လို့ရမယ်အခြေတွေပါလေကယ်လို့မရအောင်နောက်တွေပါလေကယ်လို့မရအောင်အပေါ်လဲဆွဲတင်လို့မရသူကလုံးဝညက်နေတာဗျာအားကြောင့်ကိုကျွန်တော်ဒီဘက်ကနိုင်ရန်တစ်ခုကိုကျွန်တော်ဖောက်တယ်ဖောက်ပြီးတော့ဒီကြားထဲကိုဟာနေသူ့ကိုကယ်ထုတ်နေရပဲဖြစ်ပါတယ်ဟိုဟာလေးနည်းနည်းဖဲကျွန်တော်ဒီကခွေးတွေပါညက်တာတွေပါကျွန်တော်လည်းအကုန်ကျွန်တော်ကကယ်ဆယ်တော့အကုန်လုပ်ပေးပါတယ်ဗျဟုတ်ကဲ့ကြည်ရပြီဟုတ်ကဲ့ရပြီကျွန်တော်ဒီမှာတစ်ချက်လုပ်နေမယ်နော်ဖြည်းဖြည်းတော့မယ်စလို့ရပဲဘာမှမဖြစ်ဘူးသူထွက်သွားတော့သူခံနိုင်ရှိနေဖြည်း3ရက်လောက်ရှိပါပြီဗျပိတ်မိနေတာဟောလေပိတ်မိတာဟိုဖြည်းဟိုမငါပြောအဲ့ဒါနဲ့မလုပ်နဲ့အဲ့ဒါကိုတော့မထူးနဲ့ဒီကောင်နဲ့အပေါ်ကနေပြီးတော့လေအဲ့ဟိုအပေါ်ကအပြင်သားကိုခွာချပလိုက်အရင်ဆုံးမဟုတ်အပြင်သားကိုအရင်ခွာချလိုက်ဒီဟုတ်တယ်အဲ့လိုတဲရိုက်ချတယ်ဘုံနဲ့သားကိုခွာချတယ်ဆက်တရားရှိတယ်သူကမီးနဲ့နည်းနည်းလေးဝေးနေတော့ဟာရငါတကြီးထုံးမိအောင်မီးနဲ့နည်းနည်းဝေးနေတော့မရဘူးဖြစ်ဟောက်တဲ့ဆက်တရားရှိတယ်သနာပါတယ်ရဘူကဖြစ်ထူတယ်လက်စမီနီကနည်းနည်းလေးဝေးနေတော့လေအော်တိုဇက်တွေမဟုတ်မီးနဲ့ဆိုတော့လေနည်းနည်းဝေးတော့လက်နဲ့ပဲဖောက်ပေါ့အဲခြုံတော့ကြာเดี๋ยวตะนาပါထုတ်ပြီးမယ်နော်ခဏရထွက်တော့နော်သူပေါ်มาเดี๋ยวဖယ်ပေးအောင်အမုံလေးနဲ့ကြာနားပါတယ်ကယ်ပေးလို့စောက်3ရက်လောက်ရှိပါပြီပြောတယ်။မောင်လေးဖောက်ထုတ်ပြီးတော့ပြီးပါပြီ။ဒီငါတော့မယ်။